ဘုံဘုံကဒုက္ခပြလိုက်ပြန်ပြီထိန်နံတုံမကန်ပေမန်နေတော့ဟောတူပဲဒီသားရုပ်ပဲပြောအရှင်မထဲမှာတမျိုးဖြစ်သွားတာကျွန်တော်ကြပြလေးတစ်ပုဒ်ကိုသိရမိတယ်ကိုယ်စီမှာမပြောလို့တခြားရုပ်ကမှရောက်သွားပြီဆိုရင်ပြောအောင်တော့နေပေးပါမင်းပြောမှလည်းငါခံစားရတာတမ်းမမလားဒီပါလေးလေးကလည်းအဲ့ဒီတည်းပဲဒရိနံတုံမကန်ပေမန်နေတော့ဟောတူအတိတ်ပဲဟာမင်းတို့ချစ်ချင်းအပြည့်ကင်းကြပါစေတဲ့အော်အမလီအောင်လိုက်တာइंतजार है तेरा इंतजार है हर पल में बस तेरा इंतजार